အမဖြစ်သူအိမ်ပြန်ရောက်လာတဲ့အခါမှာတော့သူတို့အမေအချမ်းဖက်တက်ဖြတ်ခံထားရတာကိုမြင်ပြီးတုံလောက်ထိတ်လန့်သွားပါလေဒါပေမဲ့ဒီလိုမြင်ကွင်းမျိုးကိုတွေးလိုက်ရပေမဲ့လည်းသူမကဘာမှမဖြစ်သလိုငြိမ်သက်နေပြီးမျက်စိကန်းဟန်ဆောင်နေခဲ့ပါတယ်တန်တရားဝင်သွားတဲ့ညီကိုကအမေကိုမြင်လားလို့မေးတော့သူမကဘာမှပြန်မပြောပါဘူးဒီအနန့်ဆိုကြီးကဘဲကလာလာလဲဆိုပြီးပဲပြန်မေးခဲ့ပါတယ်အဲ့ဒီစကားကိုကြားတော့ညီကိုကချက်သားဟင်းချက်နေတာလို့လိန်ပြောလိုက်ပါတယ်အမဖြစ်သူကသူတို့အမေရဲ့အလောင်းပေါ်ကိုနေမိသွားမဲ့အချိန်မှာညီကိုကတားလိုက်ပြီးသူ့အခန်းထဲကိုကိုယ်တိုင်လိုက်ပို့ပေးပါတယ်ပြီးတော့အနားယူဖို့ပြောပြီးသူကတော့အမေရဲ့အလောင်းကိုမြေမြုပ်ဖို့ထွက်သွားခဲ့ပါတယ်ဒါပေမဲ့သူထွက်သွားတာနဲ့အမဖြစ်သူကသူ့လက်ပေါ်ကအမေရဲ့အသွေးတွေကိုမြင်လိုက်ရပြီးစိတ်ခံစားချက်တွေကိုမထိန်ချုပ်နိုင်တော့ဘဲတကူလုံးတုံမြင်လာပါတော့တယ်ဒါပေမဲ့သူမဘာမှမလုပ်ရသေးခင်နောက်တစ်ချိန်မှာပဲညီကိုကသူမကိုရိုက်လိုက်ပြီးတတိလစ်သွားအောင်လုပ်လိုက်ပါတယ်အဲ့ဒီနောက်တော့သူမကိုယူပြီးမြေကြီးထဲမှာအရှင်လက်လက်မြုပ်ပစ်လိုက်ပါတော့တယ်ဒါပေမဲ့သူမသိခဲ့တာကတော့သူမကအသက်ရှင်နေတုံးပါတယ်ပြီးတော့ဘလို့နေနဲ့မှမသိအဲ့ဒီကိုထဲကနေတွားထွက်လာနိုင်ခဲ့ပါတယ်ဒါပေမဲ့ညီကိုရဲ့ရိုက်နှံမှုကြောင့်သူမကမျက်စိနှစ်ဖက်လုံးကိုတကယ်တမ်းကွယ်သွားသလိုမှတ်ရံတွေလည်းဆုံးရှုံးသွားပါပြီအဲ့ဒါကြောင့်ဘာမှမမြင်ရတော့ပါဘူးလမ်းရှာရင်းနဲ့လမ်းဘေးကဘာဘီကျူဆိုင်နာကိုရောက်သွားခဲ့ပါတယ်အစားအသောက်နှံကိုရတာနဲ့ချက်ချင်းပဲဆွဲယူပြီးစားပါတော့တယ်ဒါပေမဲ့အနီးနားကလူဆိုးတချို့ကသူမကိုပွေခီပြီးလမ်းတစ်ဖက်ကိုပစ်ချလိုက်ပါတယ်ဒါပေမဲ့သူမရဲ့မျက်နှာကိုမြင်လိုက်တဲ့အခါမှာတော့သူတို့ရဲ့ရည်ရွယ်ချက်တွေကမကောင်းတော့ပဲသူမပေါ်ကိုဝိုက်ခုံအုပ်ကြပါတော့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဇင်ခမ်ကားအချို့ကအချိန်အပြည့်နဲ့ရောက်လာပြီးခန်ကျော်လူတယောက်ကကားထဲကနေဆင်းလာကအဲ့ဒီလူဆိုးတွေကိုတိုက်ရိုက်ရိုက်ညတ်ပါတော့တယ်ကျန်တဲ့လူဆိုးတွေကိုတော့သူ့ရဲ့ကိုရန်တော်တွေကဖမ်းဆီးလိုက်ကြပါတယ်တကယ်တော့ဒီလူကဒီမင်းကလေးရဲ့တကယ့်ခင်ပွန်းပါပဲဒါပေမဲ့မတ်ရန်ဆုံးရှုံးသွားတာကြောင့်မင်းကလေးကဘာမှမမှတ်မိတော့ပါဘူးဒါကြောင့် CEO ကသူမကိုနှစ်သိမ့်ပြီးသူ့အိမ်ကိုခေါ်သွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲတစ်ဖက်မှာလည်းသူမရဲ့ညီကိုကသူမအသက်ရှင်နေသေးတယ်ဆိုတာကိုသိသွားပြီးမယုံနိုင်အောင်ဖြစ်နေခဲ့ပါတယ်ဒါကြောင့်သူ့ရဲ့ပြစ်မှုတွေကိုဖုံးကွယ်ဖို့အတွက်သူကသူ့လူတွေကိုချက်ချင်းပဲသူမကိုရှာခိုင်းလိုက်ပါတော့တယ်ဒါပေမဲ့သူမသိခဲ့တာကတော့ဒီတစ်ခါမှမင်းကလေးရဲ့ခင်ပွန်းကသူမနဲ့အတူရှိနေတယ်ဆိုတာပါပဲပြီးတော့မင်းကလေးကမှတ်ရန်ဆုံးရှုံးသွားပြီမဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကအရင်ကထက်ပိုမိုနှိမ့်ဆိုင်လာပါပြီကဲနောက်ပါဆက်ဖြစ်မလဲဆိုတာကိုသိချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကို like လုပ်သွားကြပါအောင်